야 뭐죠? 얘 들어오네. 이거 샷. 와, 인타네 비가. 에 미면라. 하 해요. မင်းငါလာလို့ရှိလို့ချင်းအမီးကောင်းကောင်းစားတယ်ဆိုတာမင်းမသိဘူးလားဟုတ်ကဲ့သိပါအေးတင်းဒီပဲချောင်းပြန်ယူကအမီးကောင်းကောင်းယူလာပဲဟုတ်ကိုတဆုပ်နှုတ်ဆိုင်မှာဒီနေ့ကအမီးကောင်းကောင်းမရဘူးကိုကြီးကတစ်ဖက်နဲ့ပဲချမ်းလည်းရတာပဲမိုးချိုးရမင်းကရက်ဆိုင်ဖွင့်ပြီးတော့မှအမီးကောင်းကောင်းမရှိဘူးဆိုတော့ငါတို့ကဘယ်လိုစားပြီးဘယ်လိုတောက်အောင်မှာတော့ဟဲ့ဒီရွာမှာမင်းဆိုင်တစ်ဆိုင်နဲ့ရှိတယ်ဆိုပြီးတော့မင်းပြင်အောင်ကြည့်ဟမ်ငါတို့အလေးမထားတဲ့သဘောလားငါတို့အလေးမထားရင်မင်းတို့လည်းအားမပေးတော့ဘူးနော်အဲ့ဒီလိုမလုပ်ပါနဲ့ဗျာခင်းရဝယ်လို့မရလို့ပါကိုငယ်တော့တောက်ကောင်သားမှာထားတယ်ခုကြည့်တရားရောက်လာသေးဘူးဗျာရတယ်မင်းတို့ငယ်ရောတောက်ကြဘူးပါငယ်ရဲဆိုတဲ့ကောင်ကအချိန်ဝင်လေးသားတယ်ဘိုးကျော်ကျွန်မမင်းမတမီးဟာငယ်မင်းယူလာအကြောင်းကြီးပါလားကွာချမ်းရမရဘူးလားဘိုးကျော်မင်းတော်ချင်းရတဲ့ကောင်ပဲကြောင်ရဖြစ်ဖြစ်ကြားရဖြစ်ဖြစ်မင်းချက်ချက်ရချက်လိုက်ပေါ့ဟာမင်းမချက်ဘူးလားမင်းမချက်ငါချက်ထားမှာနော်အာမလုပ်ပါနဲ့ဗျာကျွန်တော်ဆက်လိုက်ပါအေးချက်မယ်ဆိုမြင်မြင်သွားချက်အဲ့ကြောင်နဲ့ငါတို့မြည်မယ်သွားဟုတ်ကောင်းတော့ဟဲ့လကားမိုးချိုးပါကွာဘာမှသုံးမကြတယ်ငါတလုံးရှာပေးတဲ့အမီးနဲ့ဒီကောင်ရက်ဆိုင်ဖွင့်လာဖွင့်လာတဲ့ဆိုင်ကစာကလေးတိုက်တော့သူ့ကိုသူကွာဗီဒီယာစတေးရှင်းဖွင့်ထားတဲ့ဆိုင်ကြနေတာမိုးချိုးဘွားကနေပြီးမီးသေးဘွားရောက်တော့မယ်ကောင်းတယ်အဲ့ဒီကောင်မင်းမြန်မြန်ပုံစံသွင်းပြီးမှအေးမှာဟဲ့ဒီလိုမင်းကရက်ဆောင်ဆိုးရောက်နေတာဟိုဓာတ်ဒီလိုကွာဟိုမနေ့ကညငါစော်လိုက်တယ်နည်းနည်းများသွားတယ်အဲ့မနေ့ကင်းတော့အိပ်ရထားတော့ဘောကနှောင်းငါရင်ဆုံးလာပြီဟာတင်စိုးပါမင်းကနဲတယ်ဆိုတဲ့ရက်ကိုမရှိဘူးအမြဲတမ်းများနေတာပဲဟမ်ငါရဲ့ဘဝမှာအသစ္စာရှိဆုံးကသူလဲပါတယ်နည်းနည်းတောက်ရင်နည်းနည်းမူးမယ်များများတောက်ရင်များများမူးမယ်ဟိုချစ်လို့အလိုလိုက်ရင်းနဲ့တောက်လိုက်တာနည်းနည်းများသွားတယ်ကွာအဲ့လိုဟာဟျောဟိုဒါနဲ့မင်းတောက်လို့မှာလိုက်တယ်ပါလေဟောဒီညနေကျအမဲပေါ်မှာတဲ့အဲ့ဒါငါနဲ့တွေ့လို့မင်းကိုခေါ်ခိုင်းလိုက်တယ်ဘယ်လိုလဲမင်းလိုက်မှာဟာတင်ဆိုအမဲပေါ်တဲ့လောက်ကငါ့လို့ငါလိုက်မှာဗောမင်းရတယ်အဲ့ဆိုလို့ရှိရင်မိုးကြိုးချက်တဲ့ကြောင်သားလေးနဲ့မြည်ပြီးတာဦးလို့ရှိကိုရှိတတ်မယ်ကောင်းတယ်ကွာဘိုးကျအရက်တစ်လုံးထက်ချက်ဖန်ခွက်တစ်လုံးမှယူခဲ့အမီးကိုလည်းမြန်မြန်ချက်ချက်ပဲပေါ့နော်အဲ့ကောင်ထူးလိုက်တယ်ဘိုးကြီးတစ်ချက်ဆိုတစ်ချက်ပဲမလွဲဘူးဟုတ်တယ်ဟဲ့ရုပ်ကိစ္စတော့ပြီးပါပြီအမဲဖြစ်ဖို့ကိစ္စတော့ခဏစိတ်ရှင်းလိုက်တော့ကျုပ်ရဲတော့လားသွားကြဘယ်လိုချရတယ်မတော်ရပါဘူးဗျာရှာလို့တယ်ဒါလေးနဲ့ထိုင်ဒါလေးထိုင်ဒီမှာဒါလေးနဲ့ဓာတ်ကြီးစားဖို့အတွက်အမဲသားယူလာတာကိုမေအမဲသားရများလာ ਈ လားထားရီတို့နှစ်ယောက်စားဖို့အတွက်အများကြီးဘယ်ကနေဝဲလာငါဝဲလာတာမဟုတ်ပါဘူးဟာဟိုဘက်ရွာမှာအမဲပေါ်လို့နင်တို့စားဖို့ငါယူလာတာဩဒေါ်လေးတို့ကတားနေနေတယ်ဒီလောက်အများကြီးမကုန်ပါဘူးကွယ်ဒေါ်လေးကလေမကုန်တော့လေဒေါ်လေးနောက်နေ့စားဖို့အတွက်ပြုတ်ကြော်ထားလိုက်တယ်ဟောဒါနဲ့ဟိုဒေါ်လေးကျမကြီးချင်းလည်းတက်တာတယ်တက်တာပါလေကွယ်တက်တာငါတို့လည်း
ဒေါ်လေးတို့တားမိကိုနေပေးနေတာကြီးတော်တော်များနေပြီနော်ဘလို့ကျေးဇူးတင်ရမှန်းမသိပါဘူးကွယ် ဒေါ်လေးကလည်းကျေးဇူးတင်စရာမလိုပါဘူးဒေါ်လေးရဲ့ဒေါ်လေးတို့တားမိရောက်ကိုခုလိုကျွန်တော်ကူညီပေးတာကိုပဲကျွန်တော်ကျင်းတတ်လာပါပြီ တာရုကွယ်တာရုငါတူကိုဒေါ်လေးတစ်ခုလောက်တော့သတိပေးခြင်းတယ်ဒီနွားတဝက်တလိဆန်လေးတတ်တဲ့အလုပ်ဟာအင်မတန်ကိုအကုသိုလ်များတာကွယ်ဒီတက်ပြီးစားတဲ့ဘဝတကယ်ငါပဲဝမ်းပြေတာတဘဝလုံးမအေးချမ်းပါဘူးကွယ်အဲ့တော့အဲ့ဒီအကုသိုလ်များတဲ့အလုပ်တွေဆွတ်လို့ပြီးတခြားအလုပ်တွေကိုရှာလုပ်ပါလားလူဘဝဆိုတာနောက်ဆုံးအချိန်မှာအေးချမ်းမှုလိုတယ်ကွယ်ဒါကြောင့်ဒီလုပ်တွေကိုဆွတ်လွတ်လိုက်ပါတော့နော် ဒေါ်လေးရဲ့ကျွန်တော်လူရယ်လို့ဖြစ်လာတဲ့ကဒီအလုပ်ပဲလုပ်ကင်စားတတ်တာလေကျွန်တော်အခြားအလုပ်ကိုပြောင်းလုပ်စားမယ်ဆိုရင်ကျွန်တော်လည်းဖြစ်မှာမဟုတ်ဘူးဒေါ်လေးရဲ့အဆင်ပြေတာမပြေတာကောင်းတာမကောင်းတာအကုသို့နဲတာများတာကျွန်တော်မစဉ်းစားချင်တော့ပါဘူးဒေါ်လေးရဲ့အဆင်ပြေပြေစားတော့နိုင်ဘူးအဓိကပဲလေဒေါ်လေးကဲဒေါ်လေးကျွန်တော်ပြန်လိုက်အောင်နော်ဟိုင်ငါပြန်တော့ပါ နေဒီအကုသိုလ်အလုပ်ကိုထပ်မလုပ်ဘူးလို့မှသုံးမလို့မရတော့ပါလားသူ့ရဲ့အမိုက်တရားတွေကသူ့ဒီမှာခုံးမနေတယ်ဒီနေ့ကလည်းတက်နိုင်တော့ကားပါအောင်ကွယ် သမီးလည်းတားပါတယ်မင်းဒါပေမဲ့လေကိုငယ်ရဘလို့ပဲပြောဘလို့ပဲနားချမရဘူးအမေ အေးလေဘရဝါတစ်ခုကန်တစ်ခုပေါ့သူ့ချိန်ကတော့လည်းကျွတ်လာမှာပါဒါပေမဲ့သူလာပြီးတဲ့ညတွေတော့လက်မခံမနဲ့တော့သမီးတို့ကအကုသိုလ်အားပေးဖြစ်နေအောင်မယ် သမီးလည်းအမြဲတမ်းသူ့ကိုမယူလာဘူးပြောပါတယ်မင်းဒါပေမဲ့လေ तू ကသူ့စေတနာကိုမငြင်းပါနဲ့တဲ့သမီးတို့သားမင်းညာကိုသူ့ရဲ့မိသားစုလိုသဘောထားပြီးစောင့်ရှောက်တာပါလေလေ စေတနာနဲ့လာပြီးတာဆိုရင်ညရဖြစ်တာဘာဖြစ်ဖို့သမီးရဲ့ဒီအကုသိုလ်အလုပ်တွေမလုပ်ဖြစ်ဖို့အမေတို့သားမရတော့တနေ့ကတားရပါပဲ ကဲမေအဲ့ဒါသမီးဟင်းသွားချက်ဖို့လုပ်လာမယ် အေး အချင်းမရှိရင်စားပြီဗျာအချင်းမရှိရင်စားပြီဗျာရှစ်ဗျာရှစ်ကတင်လားကောက်တော့မတင်လားဗျာရေဘူးတစ်နှစ်ကြီးပဲကျေလာတာဗျာလာတာကြိုးစားတာဟုတ်ကြိုးစားတော့လားထုတ်ဒါကုန်မလားချဖေးတေးထိုးတာရှေ့တို့ဗျ ချိုး啦。အမေဒီလက်နဲလာပြီလားရောက်ထဲသမ်းမလားအမေဟဲ့သွေးပြက်သွားပြီလားသွေးပြက်သွားပြီလား ဆော်ရီနေလေးစီရလေ ကဲလှုပ်လိုက်စမ်းပါသားကြီးရေကိုဗျာကဲလှုပ်တာကိုမိသားကြီးရလားကိုရာရောလေဖူးလာစမ်းပါဟာလက်ချောင်းပြောလေမင်းတို့ဖဲဝဲကောင်းလိုက်လားကွာဟမ်ငွေကြီးရလည်းပြည့်စုံဟမ်ဘာလဲဖဲရကျင်တော့ကွာ ။ဩဖဲရိုက်တာပဲကွာဖဲရိုက်ချင်ရိုက်ဖို့ပတ်သက်ရှိရိုက်လို့ရတာပဲကွာ ဘာမှပတ်စံမရှိဘူးမင်းကပတ်စံကြည့်မလား ။ပတ်သက်ရှိရ။ကောင်းပြီလေ။မင်းငါ့ကိုတိတိကျကျပြန်ဆက်မယ်တော့ငါကြီးမယ်ဟဲ့ ငါသူများပတ်စံကြည့်ပြီးငါပြန်ဆက်ရမှာပေါ့ကွာ ။ဟုတ်ပါ။ကြီးရမှာပေါ့ကွာကြီးရမှာပေါ့ရောက်ဒီမှာ1000 2000ရော3000ရော့ကွာချတော့လှုပ်လိုက်စမ်းစားတယ်ကွာဒီမှာကိုးကွာဟဲ့ရတယ်ကလာကြီးပဲကိုးမရှိတင်ထားဗျာ ဟာဖဲဘူးတဲ့ကွာ စားပါပဲကြည့်ထိုးထားစမ်းပါဦးထက်ထိုးထားစမ်းပါဦး စားရရင်စားရဘာလို့ရလဲထိုးတော့ကြိုက်တော့ကြိုက်ခဲ့တော့အဲ့ဒါကိုကွာ ဟဲ့ထိုးထားကဲကိုးလေးပါပဲခင်ဗျာကိုးလေးပါပဲဗျာ ဟာဖဲရတယ်ဘူးပဲကွာ ကဲအကုန်စားတယ်ဗျာဘူးတိနေကြီးပဲ ရှိုးရတယ်ကွာ ငါလည်းကိုးဝယ်ထားတာပါပဲရလဲ ဆရာလေးလက်ဆောင်ထက်လိုက်တာဗျာ စိတ်တော့မရှိကြနဲ့ဗျာဒါနောက်ဆုံးဝါနေရဲ့နောက်ဆုံးအလှည့်ပဲနော်ဒီအလှည့်ပြီးရင်
ဒီလက်ပြီးငါသိမ့်ပြီကွာဒီလက်ပြီးငါသိမ့်ပြီ ဟာဟဲ့ရတယ်ညစ်တယ်ကွာ ကဲအများကြီးတော့မရှိဘူးလား6လည်းမရှိရင်စားတယ်ဗျာ6လည်းမရှိစားတယ်3ဗျာငါဗျာကဲစိတ်မရှိနဲ့ပုံသိမ့်ပြီနော်ပတ်စံတွေလည်းမရှိကြတော့ဘူးသိမ့်ပြီကြောင်ဒီခေါက်ငါသိမ့်ပြီကြောင်ကြီးမင်းစိတ်ညစ်နေနဲ့ငါဖဲပြနေပြီမှာပြော အာမင်းကပေးရောကွာမင်းကလေ အဲ့ဒါပြီးရောဒီကောင်လေးညင်ညင်နဲ့လိတ်ကုန်ကြရင် ရဲချီလေးပါစက်ကျောက်ပြောင်းဆက်ပါ ဟိုမဆက်လို့ရမလားကွာငါစီကကြီးလိုက်ပါငါပြန်ဆက်မှာပေါ့ဒီကောင်ငါ့ကိုကြော်လို့မရပါဘူးကွာ ဘိုးကျော်ရေ ။ညာ ရဲတလုံးနဲ့မီးဒီကွဲတော့ထပ်ပြလာခဲ့ကွာ ။ဟုတ်လားဗျ။ကိုကြီးအိမ်မှာမိကောင်းလေးမရှိတော့ဘူးဗျ။တော့ကောင်လေးပါချားပြီးပါအောင်ဗျာ ဟာမင်းဆိုင်အမီးကောင်းကောင်းရောင်းရဖို့အတွက်ပဲငါလိုင်စင်ယူရမလို့ဖြစ်နေပြီဟဲ့အမြဲတစီတော့မရဘူးကွာစိတ်ပါမှရတယ်နော် ဟုတ်သားပဲကွာမိုးချိုးမင်းကို့အစွမ်းစားလေးနဲ့လည်းကိုချပါအောင်သူများကြီးအားကိုးချင်နေတော့တာပဲဒီမှာဟဲ့အမျက်များများလိုချင်အမီးကောင်းကောင်းချပြီးတော့ရအောင်ကြားလား ။ကြောက်ပြောရလဲကျုပ်ခမ်းပါပဲဗျ။ကျုပ်ကရက်တာရောင်းစားတာဗျ။မိကောင်းရှောက်ကြမခံကြည့်တော့ကိုငယ်ရတော့ဥပိ္ပခါပြုလိုက်မယ်ဆိုရင်ကျွန်တော်ဆိုင်လေးမျိုးတုံးပြီးပျောက်ကွယ်သွားမှာဗျ။တော့ပါကိုငယ်ရလိုချင်တာပြောအရက်ကတော့ချင်တော့တော့ဗျ။ကျွန်တော်ခင်းရလေးချပေးပါဗျာနော် မူးချိုးပါမင်းမျက်နှာစိုးကြီးနဲ့ငါ့ကိုတနာအောင်လာမလုပ်ပြပါနဲ့ကွာနော်ဒီမှာငါဒီမှာရက်တော့တာစိတ်ဖြစ်တယ်ငါဒီညတော့လိုက်မယ်မနေ့ကမင်းတားကောင်ညာပြီးတော့ ။ကျေးဇူးတင်ပါတယ်ဗျာ။တော့ချင်တော့တော့အဲ့ဒါလည်းဂျမ်းမမပေးနဲ့ဗျာ အေးတောင်းမယ်မင်းရဲ့စေတနာကိုဂုဏ်ပြုတဲ့အနေနဲ့လေအပီကိုဆွဲပလိုက်အောင်အရက်တစ်လုံးနဲ့အမီးကောင်းကောင်းဝိုက် ။ဟုတ်ကဲ့ပါဗျာ ဟာစောစောစီစီအောင်ပွဲခံနေပုံထောက်ရင်တော့ရေရှံငွေရှံနေရတဲ့တူတယ်ကဲကိုငယ်အိတ်ဖောင်းနေတယ်ဆိုရင်လေငါရဲ့အကျွေးဟောင်းလေးမစားခဲ့ပါဘူးကွာနော် ဘာကြည့် ဟာမဲတက်လိုက်လားဟမ်မဲတက်လိုက်လားကိုလူရဲ့မင်းရဲ့အုံတောင်းနဲ့အာယုံတို့ထိကြိုက်ပျက်စီးမှုဖြစ်သွားတယ်ဆိုရင်လေဆရာဝန်နဲ့သွားစစ်လိုက်အောင်ဆရာဝန်သွားပြလိုက်အောင်ကွာဒီမှာအဖြစ်အပျက်ကပူပူနွေးနွေးပဲရှိသေးတာကွာ မင်းပြောတာဖဲဝမ်းရအကျွေးထင်တယ် ဟာတတိယသွားပြီတတိယသွားပြီဗျာဟုတ်တယ်မင်းနဲ့ငါနဲ့ကြမှာအကျွေးဆိုလို့အဲ့ဒီအကျွေးတစ်ခုပဲရှိတာကွာကဲပြောမင်းကငါအဲ့ကျွေးပေးရမှာမလား ဖဲဝမ်းရအကျွေးဆိုရင်လည်းဖဲဝမ်းကြမှာတောင်းတော့ကောင်းကြီးနော်အခုတော့တဲ့ပေးကြလည်းမရှိဘူးရှိလည်းမပေးနိုင်ဘူးကွာကဲကောင်းကြီးငါလက်ကြံလေးဖြတ်ပြီးသွားတော့မယ်သွားပြီ ငရဲမင်းငါစိတ်ကောင်းဝင်နေတော့အခုလိုထထွက်သွားတာမင်းအတွက်သိတ်ကံကောင်းတယ်မှတ်အောင်ပါစိတ်ဆိုးနေတဲ့အချိန်နဲ့တိုးလို့ရတော့လေမင်းအသက်ချူပြီးရက်တော့မယ်你再说话，别表的有种说话比瓜。哎，小门地的瓜，八地的瓜，啊，小门地不是没的瓜。不是，好的，好，八么老瓜，你高音台没听到有么老瓜？八表的了，八么老瓜了，你没人来了瓜，你让我拍手的话来，对不对？啊，我再手的话不用说，没把的没人来了呀。啊，八个的地，三级的瓜，傻瓜，八个人，哪边的瓜？
တို့ရွာထဲမှာကြက်ပတဲ့အောင်လို့မာလာကြတယ်ငါစကားကိုနားမထောင်ကြဘူးဟေးငါစကားကိုနားမထောင်တဲ့ကောင်တွေမင်းတို့အပြစ်ပေးရမယ်ဟဲ့ပြောလေအိမ်ခေါ်ခဲ့ဟာ ကဲနိုင်အောင်မခွတ်နိုင်တဲ့ကျစ်စုအခုတော့မိဘွားရောက်ပြီကြက်ကတာဘာမှသုံးမကြတာအသားကြတာချိုသားဟမ် ကိုငယ်ရဲ့ ဟိုက်ဟာဒီဘာလုပ်လဲ ကျက်ဝိုင်းမှာရံဖြစ်တယ်ဆိုလို့စိုးရင်ပြီးလိုက်လာတာအခုဘာဖြစ်သွားသေးလဲ ဘာမှလည်းမဖြစ်ဘူးစိုးလဲစိုးရင်မနေနဲ့ဒီမှာအတုံးမကြတဲ့ကျက်စုပ်ကိုအခုဒီမှာအမီးလုပ်ပြီးစားနေ ကိုငယ်ရဲ့နောက်ဆိုရင်ရံမဖြစ်ပါနဲ့လားရံဖြစ်တယ်ဆိုတာနှစ်ဦးနှစ်ဖက်လုံးတော့လည်းအကျိုးမရှိဘူးလက်လွန်ချေလွန်နေဖြစ်ကုန်ရင်တဦးကသေမယ်တဦးကထောင်ကြမယ်ဘာများကောင်းတာရှိလို့လဲ ဆက်ပြောငါနားထောင်နေဦးမယ် ပြီးတော့အခုလိုအကုသို့ကြီးတဲ့နွားတက်ငှက်တက်ကြက်တက်အဲ့လိုအလုပ်တွေမလုပ်ပါနဲ့လားရှင်အတက်နိုင်ဆုံးရှောင်ပါအခုဘဝမှာကုသို့အကျိုးပေးမကောင်းလို့အခုလိုနေရပေမဲ့အကုသို့ကင်းအောင်နေနိုင်မှာနောင်ဘဝကျရင်ကောင်းကောင်းမွန်မွန်နေနိုင်မှာပေါ့ ငရဲကြီးရတွေသေးတာတွေငါ့ကိုလာပြီးမပြောနဲ့ငါစိတ်ဝင်မစားဘူးနော်နောင်ဘွားဆိုတာလဲငါမြင်ရတာမဟုတ်ဘူးအဲ့တော့ငါနေကျွန်တော်နေမယ်ငါလှုပ်ချင်တယ်လုပ်မယ်ဘာမှတွေးပူစားကြောင်းမရှိဘူးနော်အဲ့တော့ဘဝမှာပျော်ပျော်နေအကောင်းဆုံးပဲနင်ပြောချင်တာထားတယ်မလားအဲ့ဆိုနင်ပြန်တော့ငါဒီမှာရဲတောက်ချင်နေပြီ ကဲတောက်ပါပြောမရလို့လည်းဆက်ပြီးပြောမနေတော့ပါဘူးသွားတော့မယ် သွားတော့ထွေး Sonovioရက်တော့မပေါင်းဘူးတပည့်တော့ဆွန်းလာမမဟုတ်ဘူးတပည့်တော့ဘိုက်စာလို့ကိုရင်းစီကဆွန်းယူစားမလို့ ဟာကိုငယ်သူများလူလိုက်တဲ့ဆုံးဖះဆုံးတော့မတကယ်ဖုန်းကြီးဆုံးမဖုန်းကြီးကမှအဲ့လိုအရင်မစားဘူးဗျအကြီးကြီးတက်တယ်ဗျ အပြစ်ကြီးနဲ့အပြစ်ကျမိုးလိုက်ပေါ့ကွာဖုံးရပူကြမလို့ကျောင်းမှာဆွန်းဟင်းအပြစ်အခုတော့ငါဘိုက်စာလို့ပြေးပါကိုရင်းရာတပည့်တော့ဘိုက်စာလို့ပြေးပါဘာလို့ပါလဲမသိဘူးဟဲ့ကွာ不到了，你问我。
နင့်ကြည့်ရတာပြခတ်လာတာနင်ပဲသွားမလို့ ဟိုလေအမေယောဂပြန်ဖောက်လာတော့အဲ့ဒါဆရာဝန်သွားပြင်မလို့ ဒေါ်လေးရောကပြန်ဖောက်တော်ချင်းနေစိုး အရင်ကတက်ဆိုင်တော့တော်တော်လေးဆိုးလာတယ် နင်အိမ်ပြန်တော့ဒေါ်လေးကိုတေချာကြီးဆိုင်ထားလိုက်ငါဆရာဝန်ပြင်ပြီးတော့နေရှင်လာတယ် ကျေးဇူးပဲကိုငယ်အဲ့ဒါဆိုထားပြီးပြန်တော့မယ်နော် ကျေးဇူးတင်ပြမလို့ဘူးနင်ပြန်တော့တော်တော့ တက်တာပါဘူးတည်းရဲ့ဆရာဝန်လာတော့ပါဘူးအဲ့ခါကျအမေရောကတက်တာတယ်အေးအေးအော်ဒီမှာဆရာဝန်လာလို့ ကျမမျိုးရောဂါဆိုဘယ်လိုရှိလဲ ဒေါက်ခင်ကြံရဲ့ရေကြယောဂနဲ့နှလုံးရောဂါအရင်ကတည်းကပြီးဒီလိုပဲဆေးထိုးဆေးသားလုပ်နေမယ်ဆိုယောဂဘလို့လဲရှိပြီးကုသရမယ်မြုပ်ဆေးုံမှာတက်ပြီးဖြာငွေကြီးနဲ့ကုသမှယောဂအတက်တာလဲဒီတိုင်းပဲကုနေမယ်ဆိုရင်တော့ကြာရင်မကောင်းဘူးဗျ ဟုတ်ကဲ့ပါဆရာပြောတယ်မျိုးကိုတက်ပြီးတော့ပြေးထိုးကြနိုင်မှာကျမကြိုးစားပါမယ် ကျွန်တော်ဒီဆေးကိုတစ်ပတ်စာပေးခဲ့မယ်ကိုရင်တော့မြုပ်ဆေးုံကိုပြပါဗျာ အော်ဒါနဲ့ဆရာဆေးဘိုးကဘယ်လောက်ကြလဲ ကျွန်တော်ခြေကြွားကနဲ့လူနာကြီးကတော့မယူပါဘူးဗျာဆေးဖို့ပဲ9000ယူထားတာပါဒါတော့ကျွန်တော်ရှုပ်ထားနော်ကျွန်တော်ဆေးကောင်းသားတွေပေးထားတာ ကျေးဇူးပါပဲဆရာ ဟောထိုင်ဟိုနင်းနေဟိုဆရာကိုဆေးဖို့ကငါလည်းဆက်ပေးလိုက်နော် ကိုငထော ဘာလဲမိမ ရှင်းကလည်းတနေ့နှလုံးအတွက်အိမ်လဲထွက်နေပဲအချိန်ကုန်နေတယ်နော် ဩဒါတော့ငါ့ဘာသာပေါ့မိမဟာနှလုံးအတွက်အိမ်လေထွက်နေတာငါထွက်တာမဟုတ်ဘူးငါကြီးပွားဖို့လမ်းစာလိုက်ရှာနေတာခဏကောင်းရလို့ငါတစ်ချက်တည်းအော်ထုတ်လိုက်မှာဟမ်အဲ့မှာတခါတည်းဘဝကိုပြောင်းသွားလိုက်မယ်ဗျာ ရှင်ဘွားအပြောင်းမပြောင်းတော့မသိဘူးနော်ရှင်မြောင်းနေရောက်မှထက်မတွက်ဘူးလား ဟောမိမလေကွာယောက်ျားမမြောင်းလိုက်ကြောက်မဲ့ဇာတာပါမလာပါဘူးတထည့်ပြစ်မဲ့ဇာတာပဲပါလာတာ တထဲအဖြစ်မဖြစ်တော့မသိဘူးနော်အခုကလေးမွေးဖို့ပတ်စံတစ်ပြားမှမရှိဘူးနော်မွေးရက်ကလည်းနီးနေပြီအဲ့ဒါရှင်ဘယ်လိုလုပ်မလဲ ဟောမိမရေခလေးမျိုးဘာမှမပူစမ်းပါနဲ့ကွာခေါင်းအိတ်ထားသမှာကွာ အိမ်မှာပတ်စံတစ်ပြားမှမရှိတော့ကျမကခေါင်းအေးဘယ်လိုထားနိုင်မှာလဲ ဘာလို့ပတ်သက်မရှိပါမိမရေမင်းမွေးစိတ်ပြင်လေးပိုးတော်ပိုးနေဦးမှာဗျာ ရှင်ကဘယ်ကရမှာမို့လို့ပိုတာတွေလိုတာတွေပြောနေတာလေ ဟာဟိုမှာကွာကြီးတကောင်လို့ရှိရလေအဲ့ကောင်ရောရောင်းလိုက်တာနဲ့လေမင်းမွေးစိတ်ရောခလေးကောင်းစိတ်ပါထွက်လာပါဗျာ ရှင်တော်တော်အပြောကောင်းရှင်ရဲ့ဝက်ပိန်ကြီးကိုဘလူကဝယ်မှာမလို့လဲ ဟာမိမရောင်းမယ်လို့တော့អော်လိုက်ဝယ်မယ်လို့ချက်ချင်းရောက်လာပါဗျာ ဘာတွေရောင်းဖို့ပြောနေကြတာလဲကိုမထော်ကြီး ဒီလိုတင်ဆိုရင်ငါမိမခလေးမွေးစိတ်မရှိသေးဘူးလက်မှုတစားလောက်နေတယ်ကွာအာဝက်ကြီးရောင်းလို့ပြောနေ ဒီဝက်ရောင်းဘယ်ဒီဝက်တကယ်ရောင်းပါ ရောင်းပါဝယ်မရှိအခုချက်ချင်းရောင်းပါ ဟာအဲ့အတွက်တော့ဘာမှပူးမနေနဲ့ဒီမှာငရဲကိုအခုချက်ချင်းရောင်းအခုဝယ်တယ်ခင်ဗျားတို့ရောင်းဖို့သာပြင်တာကျွန်တော်ငရဲကိုခေါ်ပြီးအခုလာခဲ့ အေးဟိုလှူဆမ်းပါကွာငါမြန်ရောင်းချင်တယ် ဒီဆောင်ခင်ဗျားဝက်ကိုရောင်းတော့ဟုတ်ပါပြီဒါပေမဲ့ခုလောဆယ်မှာကျွန်တော်ဒီမှာပတ်စံရောင်းလို့ခင်ဗျားယုံကြည်ရင်ရောင်းမယုံကြည်ရင်ရောင်းလိုက်ခင်ဗျားဝက်ကျုပ်ကိုရောင်းမယ်ဆိုလို့ရှိရင်ကျုပ်ကို9ရက်ဆန်းပြရမယ်ယုံကြည်ရင်ရောင်းမယုံကြည်ရင်ရောင်းလိုက်အေးအဲ့9ရက်ပြည့်တာနဲ့ခင်ဗျားပတ်စံကျုပ်လာပြီ ခင်ဗျားကျုပ်ယုံပါလေဗျာငါပြင်တော့ကျုပ်ပတ်စံကိုလာပေးလေကျုံမိမလည်းမွေးဖို့ကတစ်ပတ်လောက်တော့လူသေးပါလေခင်ဗျားဘက်ကတော့ဂရိတီပါ စကားကိုနှစ်ခါမပြောဘူးမင်းကငါပြောပြီးသွားပြီယုံကြည်ရင်ရောင်းမယုံကြည်ရင်မရောင်းဘူး ယုံပါလေဗျာယုံပါလေ ဟေးငါယုံကြည်တယ်ဆိုရင်ခင်ဗျားကကျုပ်ဆွဲပါပြီ
ဝယ်တော့အကျွေးပြောလိုက်တဲ့စကားတွေကသူ့ကိုယ်သူစိန်ပွဲစားကြနေတာပဲ ။ဟောမိမလေကွာသူ့မှာဆိုစိန်ပွဲစားမကလို့မตาပွဲစားပဲဖြစ်ဖြစ်ကိုဝတ်ထွက်ဖို့အရေးကြီးတယ် မောင်ငရဲ့ဝသားကြီးရောက်နေရဲ့ဗျအဲ့မှာဝသားကြီးလည်းမချတာကြာပြီဗျဝသားလေးပါလို့ဝချက်ပါအောင်လား ဟုတ်တယ်ဖေငယ်နဲ့ဖေနေကစီမနီဆက်တော်ရဆိုဘာသာအလကားရရမှာ နေတော့ကောင်းတွေကလည်းငရဲစီကနေပြီးတော့လက်ကားမျိုးနဲ့ရဲလက်ကားမျိုးလည်းဝချက်လိုက်ပေါ့ဗျာဟုတ်စားရှားတာလွယ်တာမဟုတ်ဘူးကွာဒီမင်းတို့သိစားကြတယ်ဆိုလည်းငါဝယ်ပြီရဲပဲရှိရတယ်နော်ငရဲအဲ့ဒါလာပါဦးကွာဘာလုပ်လို့လဲမဝသားရောက်တယ်မအားဘူးဟောမင်းစီကဝသားဝယ်ဖို့ပါကွာဝသားဝယ်မယ်ဆိုရင်လည်းကွာအဲ့လိုဟုတ်ဝသားတွေးလာဗလား ရိတ်တော့6000ရေတော့မရောဘူးဈေးတော့မစင်းနဲ့ အေးကွာငါမစစ်ပါဘူးဟိုငါအသားကောင်းဆိုရွေးချင်လို့ပါ ရွေးကြတော့မရှိတော့ဘူးဒီမှာတရွဲပဲရှိတော့တယ်ယူကြီးယူမြူကြီးနေ ယူပါမယ်ကွာယူပါမယ် ယူမယ်ဆိုရင်လည်းအကျွေးတော့မရဘူးနော်ပတ်စံတစ်ခါရှင်းမှရမှာ ဟုတ်ဒါနဲ့ဒီဘက်ကိုမင်းကိုယ်တိုင်တက်ပြီးလိုက်ရောက်လာတာ ဟာကျုပ်ကိုယ်တိုင်မတက်ဘဲနဲ့ဘယ်သူမှလာတက်ပေးမှာတော့ မင်းဝမ်းစာရေးအတွက်မင်းရှာစားတာကိုတော့ဦးလေးမပြောလို့ပါဘူးကွာဒါပေမဲ့မင်းနွားသက်ဝက်သက်တလိမ့်ဆန်သက်တာတော့ဦးလေးရှောင်းစီခြင်းတယ်ကွာမင်းရဲ့တဝမ်းတစ်ခါအတွက်မင်းတမအာဇီဝကြတဲ့အလုပ်တွေနဲ့ရှာစားစားမှာကွာဦးလေးကမင်းကိုရွှေမျိုးတော်ဆက်လို့ဆုံးမတာပါဆရာလောက်တော့မဟုတ်ပါဘူး ကျုပ်ကလည်းဆရာလုပ်လို့မရဘူးဒီလုပ်ကိုလည်းကျုပ်ကဆွန့်လို့ရမှာမဟုတ်ဘူးဒီလုပ်ကကျုပ်တဲ့ဝင်ဝင်ကောင်းတဲ့တဝမ်းတစ်ခါတော့ပြည့်စုံတယ်သမင်းစားလွယ်တယ်ကဲချင်းကုန်တယ်ကျုပ်ကိုပတ်စံပေးပြောဒီမှာဝတ်တော့ ပြပါကွာပြပါအဖေလည်းဗျာဒီကောင်မျိုးသွားဆုံးမနေဗျအဖေဆုံးမနေရမယ်ကောင်မှမဟုတ်သားဗျ ဟုတ်သားပဲဒီကောင်ကငဲပြီးကျွေးနေပိုးပေးလာတဲ့ကောင်စီကသွားဆုံးမှမယ် ပြပါကွာပြောမိတယ်ဗျာနောက်ဆိုအဲ့နဲ့ချုပ်ထားပါကဲမင်းတို့ချင်းချုပ်ဖို့လုပ်လိုက်အောင်ဟုတ်ပါ哦，公园嘛了，不要来了。 နေရာမှာလက်မလာတော့ဘူးဟာနင့်စီပဲတက်တက်လာခဲ့တာပြောဒီမှာဝတ်တော့ 我倒也များ来了，罢了，တက်လာပြန်ပြီ နေရလဲဟာအဲ့ဒါကြီးမင်းကြီးပဲနေဝတ်သားချက်ဖို့လည်းလုပ်ပါ အခုလိုမျိုးထားရီတို့ဆိုတာစားဖို့ယူလာပေးရတော့ကျေးဇူးတင်ဒါပေမဲ့လေအဲ့လိုဟင်းတွေကထားရီတို့မစားချင်တာအမှန်ပဲ နင်ကဘာလို့မစားချင်တာ ဘာဖြစ်ရမှာလဲကိုငယ်ရောက်သူများအသက်မတက်ပါနဲ့လို့အတန်တန်မှားထားရတာအခုလိုမျိုးတက်လာလို့ပြောနေရတာလေ နင်ကလည်းဟာငါ့ကိုတရားလာဟောနေပြန်ပြီနော်လူတွေစားဖို့ဖြစ်လာတဲ့တရားဝါလူငါတက်တာဘာဖြစ်လဲနော်ငါမတက်လဲသူကသူသေမှာပဲငါတက်လိုက်တော့သူတို့မြင်မြန်ဝှစ်ကျွတ်တာပေါ့အဲ့ဒါကြီးထားလိုက်ပါတော့ဟာဟိုဒါနဲ့ဟိုဒေါ်လေးရှင် ဒီလိုပါပဲအမေရောကမတက်တာလည်းပြင်ပူတော်ဆိုးလာတယ်လို့ပဲဆရာဝန်ပြောသလိုမျိုးတက်ပြီးကုသရမယ်ဆိုရင်ကောင်းပါဒါမဲ့အခုလက်ရှိထားရီတို့ရဲ့အခြေအနေကဘယ်လိုလုပ်ပြီးကုသနိုင်မှာလဲအမေယောဂဝေဒနာခံစားနေရတာမကြည့်ရပေမဲ့လည်းဒီလိုပဲကြည့်နေရတာမှာ ငါလည်းဒေါ်လေးတို့နဲ့ပတ်သက်ပြီးစိတ်ထဲမှာငါငွေမြတ်ရတာနဲ့ဒေါ်လေးကိုမျိုးခုံပြီးစစ်ပြီး ကျေးဇူးတင်ပါတယ်ဟာငါတို့သားမိပေါ်မှာထားရစေတနာကိုလည်းနားလဲပါတယ် ထားလိုက်ပါတော့ဟာအခုဒီခင်းလေးကိုချက်ပြီးတော့ဒါတို့ကိုထင်းကျိုးလို့တော့နော် ဟုတ်ဒါနဲ့ကိုငယ်ရောတခါအိမ်မှာထမင်းစားတော့ ငါမစားတော့ပါဘူးငါမိုးကျိုးလို့ဆိုင်မှာအရက်တောက်တယ် ရက်တွေလည်းအများကြီးတောက်မယ်ဆရာအောင်နော် အေးပါငါသွားပြီ ဘိုးကျော်ရေရရောင်တော့မထားကွာအရင်ကတော့အပြီးယူလာတယ် ဟုတ်ဟုတ်ကဲ့ပါခင်ဗျ မိမိရဲ့ပဲသေးကြော်ပဲရှိတယ်
ဟုတ် မနေ့ဝယ်ကောင်းပြောင်းသွား မင်းကဝက်ကခွဲရတဲ့တရာတော့ကုန်းသွားပြီဗျအဲ့ဒါကြောင့်ကျွန်တော်အဲ့ရှင်းစားတဲ့စိတ်ညရတယ်ဗျာ မင်းရတယ်ကွာ မင်းကအမျက်များများကြတော့လိုချင်တယ်အဲ့ဒီဒုက္ခလေးတော့ခံအောင်ပေါ့ ဟုတ်ကဲ့ပါဗျာအဲ့ဒါကြောင့်ကိုငယ်ရဲ့ကိုအားကိုးမိတာပါဗျာ မင်းငါ့ကိုအားမလို့ငါစိတ်ပါမှလုတ်တတ်တယ်ဆိုမင်းကပြောတာလေ ဟုတ်ပါတယ်ဗျာကိုငယ်ရဲ့လည်းကျွန်တော်အားနာလာပါပြီဗျာ ဟာမောင်မိုးကျိုး ဗျာကဗျာကြီး ရောင်ကောင်းနေတယ်ထင်တယ် အော်အားတော့လည်းမဟုတ်ပါဘူးကဗျာရာအဲ့ဒါကဗျာပဲပြန်လာတယ် ရွာထိတ်ကဆန်ဆက်ကပြန်လာတာဟေး ဘာလို့လာလဲကဗျာကြီး ကြောင်းပါလေကွာဘေးမဲ့လွတ်ထားတဲ့ကြက်ကလေးတွေအစာလိုအပ်နေလို့သွားဝယ်တာ ဝန်အောင်လေကဗျာကြီး တို့ဟိုကြောင့်ငါမင်းဆိုင်ခိုင်လို့တော်တို့ကလူတွေ့တော်လို့ရှိရင်ကပ်ပြီးရက်တော့ကတင်းနေအောင်ပဲငါပေါ့ရေ ဟုတ်ကဲ့ပါဗျာဟုတ်ကဲ့ပါဟုတ် မိုးချိုမနေ့ကမင်းဆိုင်အမီကောင်းကောင်းရပြီလို့မှတ်လိုက်တယ် ဘလို့ မနေ့ကမင်းဆိုင်အမီကောင်းကောင်းရပြီလို့မှတ်လိုက်တော့မင်းကိုပြောနေတာ ဒီပြောလားကိုငယ် ဟဲ့ငါစကားကိုတစ်ခါမပြောတတ် ဟာအဲ့ဒါခဏဗျာတက်တော့တောက်ကြဗျာ တောက်အောင်ပဲကွာအဲ့ဆိုလို့ရှိရင်အရက်တစ်လုံးနဲ့အမိတစ်ပွဲထက်ချကွာ ဟုတ်မိုးချိုဒီမှာမင်းတော့ငါကြက်ယူလာတယ် ဟာစစ်တွေပါလားဗျာဘာလဲတော့လည်းထောင်မလား မိုးချိုငါတော့လည်းထောင်ဖားလာတာမဟုတ်ဘူးဒါကြောကြက်လည်းမဟုတ်ဘူးမင်းဆိုင်မှာအမီကောင်းကောင်းရောင်းလို့ရတယ်တော်ပြီပေါ့ကွာ အော်ဟုတ်ကဲ့ပါဗျာအခုလိုကျွန်တော်အမိကောင်းကောင်းရောင်းလို့ရအောင်လုပ်ခဲ့တယ်ကျေးဇူးများတင်ပါဗျာ အေးအဲ့ဒါဆိုတော့မြင်မြန်သွားချက်ကွာငါအမီကောင်းကောင်းနဲ့အရက်တောက်ချင်ပြီ စစ်တွေအချင်းကြီးကျွန်တော်မသက်ရဘူးဗျာ ဟာမိုးချိုနာမည်ကယူထားတာမိုးချိုဒီချက်ကလေးတော့မသက်ရဘူးဒီလိုတတ်ရတယ်ဟဲ့ဟဲ့ တပည့် ရလာထိုင်ရ ဟုတ်ကဲ့ဘာကိစ္စရှိလို့လဲဒါရင်းကိစ္စတော့ကြက်ကိစ္စပဲဥက္ကဋ္ဌကြီးကြက်ကိစ္စဟုတ်ကဲ့ဟိုကပ္ပိယကြီးကကြက်ကိုမွေးမာလားဒါမှမဟုတ်ချက်စားမာလား အာမုံဥက္ကဋ္ဌဟိုဖုန်းကြီးကြောက်မှာမွေးထားတယ်ဘေးမဲ့မွေးထားတယ်ကြက်ကြီးပျောက်သွားလို့အဲ့ဒါလာတိုက် ဟာဟိုဘုန်းကြောင့်ဘေးမဲ့လောက်ထားတဲ့ကြက်တွေပျောက်သွားလို့ဟုတ်လား ဟုတ်ကဲ့ ဘုန်းတဲ့ကောင်တော်လဲဗျာ အနည်းဆုံး5-6កောင်တော့ရှိမယ်ဥက္ကဋ္ဌ ဘုန်းကြောင့်ကကြက်တော်ခိုးတယ်ဆိုတော့ဒါနဲ့နေရတာတခိုးတော့မဖြစ်နိုင်ဘူးဗျာ အဲ့ဒီကြက်တွေဟာဖုန်းကြောင်အောက်မှာတော့အိတ်တာမဟုတ်ဥက္ကဋ္ဌရေတစ်ပင်ပေါ်မှာအိတ်တာအဲ့ဒီတစ်ပင်ပေါ်မှာအိတ်တဲ့ကြက်တွေကိုကျွမ်းကျွမ်းကြည့်ကြည့်ခိုးသွားတယ်ဆိုတော့အဲ့ဒီတကူကိုဖမ်းဆီးပြီးတော့အများဆုံးအပြစ်ပေးစမ်းပါဥက္ကဋ္ဌကြီးနော် အေးပါဗျာကျွန်တော်ရအောင်ဖော်ထုတ်ပေးပါမယ်အစရှိတနောင်တောင်ဆိုသလိုဒီလိုလားခိုးနေမယ်ဆိုရင်ရွာတည်ငြိမ်မှုရှိမှာမဟုတ်ဘူးဗျာ ဟုတ်ကဲ့ သူစနစ်တကျနဲ့ဒီတခုဖော်ထုတ်ပေးမယ်ဗျာ ဟုတ်ကဲ့ ဟာဖေဟာဒီတခုလောက်တော့စနစ်တကျဖော်ထုတ်เสียမလိုပါဘူးဗျ ဒီစမောင်မင်းကဘယ်လိုဖော်ထုတ်ချင်လို့လဲ အဖေကဘသူရှိရမှာလဲဒီလိုပြပြကြီးခိုးတတ်တဲ့တခိုးကတော့အဖေရဲ့ဆိုတော်မျိုးတော့ငရဲပဲနေမှာပေါ့ဗျ ငရဲလို့မင်းကဘာကြောက်လဲ တော်ထဲမှာနေတဲ့တိရစ္ဆာန်ရုံထောင်ကြောင်ထောင်ကြက်ထောင်လုံးနေသေးတာပဲဒီတစ်ပင်ပေါ်ကကြက်လောက်ကအသာလေး အေးဟုတ်တယ်ငါလည်းငရဲကိုမသိငါဘူးအဲ့တော့မင်းတို့ညီကိုနှစ်ယောက်ငရဲကိုရှာပြီးတော့ခေါ်လာခဲ့ ဟုတ်ကဲ့ ဥက္ကဋ္ဌကြီးဒီကြက်ကိုငရဲဆိုတဲ့ကောင်ခိုးတာမှန်တော့ဒီကောင်ကိုလေအပြစ်ကြီးကြီးပေးစမ်းပါဥက္ကဋ္ဌကြီးနော် စိတ်ချပါကပ်ပြီးရည်ဒီငရဲဘဝနောင်ကျင်သွားအောင်လို့ကျုပ်ဆုံးမလိုက်ပါမယ်ဗျာ လာပါပြီဗျာလာပါပြီ ဦးလေးဦးလေးကျွန်တော်ခေါ်တယ်ဘာကိစ္စရှိလို့သမင်းဖိတ်ကြွဖို့တော့မဟုတ်ပါဘူး ဟာမင်းကငါထမင်းဖိတ်ပြည့်စရာလားကွာ သိပါတယ်ဦးလေးရဲ့တရားတရားထက်တန်ပုံကမျက်နှာပေါ်မှာပေါ်နေတာ အပေါ်ကြီးပြောမနေနဲ့မင်းကငါစစ်စစ်စရာရှိလို့ခေါ်လိုက်တာပေါ့ ဒီစမ်းပါကျုပ်ကဘာစစ်စစ်တာရှိလဲကျုပ်ကဘာအမားလုပ်တာလဲ ညာရွာဦးဖုံးเจ้าကဘေးမဲ့လွတ်ထားတဲ့ကြက်တွေပျောက်သွားလို့အဲ့ဒါမင်းခိုးမခိုးဆိုတာငါသိကြတယ်ကွာ ဦးလေးလုပ်ဖို့မဟုတ်သေးပါဘူးဗျာဟိုစကပုံလေးရလို့ဖြစ်နေပြီခွေးသားစားတော့တရွာလုံးနာမည်ကြီးတော့တာတီးဆိုသလိုဖြစ်နေပြီဒီစမ်းပါရွာမှာဒီတော့လူတွေအများကြီးကိုကျုပ်တော်တယ်ဘာလို့ခေါ်စစ်စစ်ရလဲဖုံးเจ้าကပျောက်တဲ့ချက်ကိုကျုပ်ခိုးပါတယ်လို့ဘယ်သူကဆွဆွဲထားတာလဲဟမ် မင်းကိုဆွဆွဲတာမဟုတ်ဘူးကွာရွာမှာလက်ဆက်လက်နာရှိတာဆိုလို့မင်းတယောက်ပဲရှိတာအားကြောင့်မို့ငါခေါ်မေးတာ
အဲ့ဒါတော့ဦးလေးတို့မှားတာပဲရွာမှာလူတွေအများကြီးရှိတာပဲဦးလေးကကျုပ်ကဘာလို့တယောက်တည်းခေါ်ပြီးစစ်ဆေးတာလဲကျုပ်ကိုတက်တယ်ကြီးစော်ကားတာအတူတူပဲနေစမ်းပါရွာမှာကျုပ်ကလက်ရဲစရဲရှိတယ်ဆိုတာအဲ့ဒါဘာတဲ့လဲ ရွာမှာမင်းကနွားသက်ဝက်သက်တလိမ့်ဆန်နေတတ်တာမင်းတယောက်ပဲရှိတယ်လေကွာငါအဲ့ဒါကိုပြောတာကွာ ကျုပ်နွားတက်တယ်ဝက်တက်တယ်ဘယ်သူကူးစားရမှာလဲအခုကြက်ပြောက်တဲ့ကိစ္စနဲ့သူများတက်ကျွန်တော်တတ်တာနဲ့ဘာဆိုင်လို့လဲဘာပတ်သက်နေလို့လဲ ပတ်တော့မပတ်သက်ဘူးပေါ့ကွာဒါပေမဲ့ထင်အောင်ထင်မှားတော့ဖြစ်မိတာပေါ့ကွာ ထင်အောင်ထင်ပါလဲမဖြစ်နဲ့ဗျာဟာလေကပ္ပိယကြီးကကျုပ်ခိုးလို့ဆိုပြီးတော့လာတိုင်ထားတာလား မတိုင်ပါဘူးဟိုကျုပ်ကဥက္ကဋ္ဌကြီးကိုလေကြက်ပြောက်တယ်လို့ အေးနောက်ကိုဘာပဲပြောက်ပြောက်ကျုပ်ကိုလာပြီးမဆွဆွဲနဲ့ကျုပ်ကိုလာပြီးဆွဆွဲလို့ရှိရင်ကျုပ်တောင်းသိတယ်ဟဲ့ပြဘာလဲမင်းကလေတမှု မထားရင်မင်းမောဖောက်နေလို့အဲ့ဒါမင်းကိုဆင်းဆက်ပေးဖို့ခေါ်ခိုင်းလိုက်လို့ကွာ အဲ့ဆိုတော့ဘေးသွားနဲ့ကွာငါဆင်းဆက်ပြီးမင်းတော့ငါလိုက်ခင်နေပြန်ပါဘူးဒီရဲဆိုတဲ့ကောင်ကတော့မရိုင်းနဲ့ကောင်တော်တယ်ကြည်စမ်း တို့ကလည်းတိတိကျကျမသိပဲလေသူ့ကိုဆွဆွဲမိတာပေါ့တော်သေးတာပေါ့ဗျာမျက်နှာဆွဲမထိုးသွားလို့ မေတတိထားပါမေရဲ့အမေဆင်းစရာပြင်ထားတယ်နော်မကြခင်ဆရာရောက်လာအမေရောကတက်တာသွားမှာပါအမေရဲ့မေကိုဒီရတဲ့တမီးရဲ့မေမနေရတော့ပါဘူးအမေမရှိလေးလေးအမေအဲ့လိုစကားတွေမပြောပါနဲ့အမေရဲ့အမေဘာမှမဖြစ်ရဘူးနော်အမေသမီးကိုလည်းခွဲမသွားအောင်နော်အမေနော်အမေဘာမှမဖြစ်ပါဘူးအမေရဲ့အမေဘာစကားမှမပြောပါနဲ့တော့နော်အမေငြိမ်ငြိမ်လေးနေလိုက်ပါတော့အမေရဲ့နော်အမေမောနေပါမယ်အမေရဲ့မေပြောတယ်ဒေါ်လေးအမေသမီးကိုဘာလို့တယောက်တည်းထားတော့ရလဲအမေရဲ့သမီးဘယ်သူနဲ့နေရမှာလဲအမေသမီးကိုထားကြည့်ပါဦးမေရဲ့အမေသမီးတို့တယောက်နဲ့ထားပါပြီလားမေရဲ့သမီးဘယ်သူနဲ့ပြန်ပြီးနေရမှာလဲအခုအမေကိုခေါ်ပေးပါဦးကိုရဲ့သမီးတို့ထားကြည့်ပါဦးသမီးဘယ်သူနဲ့နေရမှာလဲသမီးတို့ထားပါသမီးဘယ်သူအားကိုပြီးနေရမှာလဲအမေရဲ့အမေတို့ဘယ်တော့မှတို့မာတော့တော့ဆွဲကွာဟိုးလေကွာအဲ့တော့ဖဲမရှုံးနဲ့နော်ဖဲရှုံးရင်ဆွဲသားမှာရထိုးပြီနော်ဟုတ်ပြီဝေးနော်ဟုတ်မရှုံးရနော်ကိုယ့်ဘက်ကိုကြည့်လေတိုင်ကိုတာလာကျမလာတဲ့ဝင်လောက်နဲ့ဟိုဆွဲတာရဒါကြီးဒီဘယ်လောက်ခံစားနေရဆိုတာငါလည်းသိပါတယ်ဒီစိတ်ကိုဖြင်းနေအောင်ပူစားပါရဲ့ကျမလည်းဖြည့်နိုင်အောင်ကြိုးစားနေပါတယ်ဒါမှသားမင်းတယောက်တည်းရှိရဲ့ကျမတို့ဘဝမှာအခုလိုအမေကခွဲသွားတော့ကျမဘလို့လုပ်ပြီးဖြည့်နိုင်မှာလဲရှင့်ကျမဘယ်သူအားကိုးရမှာလဲ
ကျမဘဝတကောင်ကျွတ်ဘဝဖြစ်နေပြီ ဟာရေနင်အဲ့လိုတော့မပြောပါနဲ့ဒီဘီနာမှာငါတို့လည်းရှိတာပဲဟိုပြီးတော့လေဒီရွာသားတွေလည်းနေမျိုးတွေလိုသဘောထားပေါ့ ကိုပဲချာသာ 你哪样是这么好吃？对对对对的。 ဟာကြီးကဒီတော့ကောင်းချက်ဖြစ်မှာဟုတ်အားငယ်နေတာငရေ 这刚结果要多的，大半的是是，是没是哦？是没是啊？学习没有的，是没是我们是本来那题上进还是在努力进，明这刚结果觉得发生。 နေရယောက်ျားလေးလေခလို့နေနေရတယ်ငါမင်းကလေးဘယ်လိုလုပ်ပြီးဘဝကိုရှေ့ဆက်ပြီးရက်တည်ရမလဲ နင်ဘာမှမပူပါနဲ့ဟာငါတယောက်လုံးရှိတယ်ဒီနေ့ကစပြီနင့်ကညီမလေးအရင်တယောက်လုံးစောင့်ရှောက်မယ်နော်ကဲငါလည်းဖဲဝိုင်းဆက်ဆက်ရှိပြီဒီလည်းစိတ်တယ် ဟာကြီးဒီဘာမှစမကောင်းကြရင်သွေးနေနော်ငါလည်းရှိတာပဲငါလုံးဆက်ရှိရတယ်တွားလို့လည်းဝင်နော် အကောင်ပြန်လာပြီအကောင်ပြန်လာပြီမင်းသွားရလားဦးစီပြီးခက်လက်လုံးကြာတယ်ကြည့်လိုက်လားကိုပဲကိုသားတယ်ရှုပ်လက်ရှင်းလောက်တော့တက်ပါမင်းပြောတာကြည့်လို့မင်းကဘာပြောမှာလဲပြော ဟောလို့ပါကွာဟိုထိုင်းနဲ့ပတ်သက်ပြီးတော့မင်းကဆွေးနွေးကြရှိတယ် မင်းကငါ့ကိုထိုင်းနဲ့ပတ်သက်ပြီးရှင်းနေစီဟာပြော ဟောဒီလိုလေကွာဟိုမင်းကထိုင်းကိုညီမလေးအရင်တယောက်ကိုစောင့်ရှောက်ကြတာမလား ဟုတ်တယ်လေအဲ့ဒါဘာဖြစ် ဩဘာဖြစ်ရမှာတော့အဲ့ဒါမင်းကဘယ်လိုစောင့်ရှောက်မှာမင်းကမင်းအိမ်ကိုခေါ်ပြီးတော့စောင့်ရှောက်မှာလားငါအဲ့ဒါကိုမေးတာ ဟာမင်းကလည်းငါ့အိမ်ခေါ်ပြီးစောင့်ရှောက်စရာမလိုပါဘူးကွာသူ့မှာလည်းအိမ်ရှိနေတာဟာငါသူ့အိမ်ကိုသွားပြီးအဖော်လုပ်ပြီသူ့ရဲ့စားဖို့နေယူငါထောက်ပံ့ပြီ မင်းအဲ့ဒါတော့မဖြစ်နိုင်ဘူး ဟာဟုတ်တယ်လုံးဝမဖြစ်နိုင်ဘူးအဲ့ဒါ ဘာဖြစ်လို့မဖြစ်နိုင်လဲ အေးအဲ့ဒီအဟုတ်ပဲငါတို့ကပြောတာမဖြစ်နိုင်ဘူးဆိုတာဒီမှာမင်းကလူပြိုသူကအပြိုနော်အိမ်ထဲမှာအထူတူနေကြတာပြီးတော့ညမှာအိပ်ပြီးတယ်ဆိုတော့ကွာပတ်ဝန်းကျင်ရဲ့အမြင်ကမင်းတို့ဘယ်လိုပြောမလဲကဲကြပါပဲ ငါထားယူညီမလေးအရင်တယောက်ပြီးစောင့်ရှောက်တာပြီးတော့ငါကူငါ့ကိုလူတွေကဘာကိုပြောကြလဲ ဟဲ့အောင်မင်းကသာထားကြီးကိုနော်မောင်နှမအရင်တယောက်လို့ဖြူစင်တာအေးဒါပေမဲ့ပတ်ဝန်းကျင်ကမင်းတို့တကယ်တည်းမောင်နှမမဟုတ်ဘူးဆိုတော့သိနေကြတယ်လေအေးအဲ့လိုသိနေတဲ့အတွက်ကြောင့်မင်းတို့ဘလို့ပဲနေနေဘလို့ပဲထိုင်ထိုင်သူတို့အမြင်တစ်မျိုးနဲ့မင်းတို့ကိုကဲ့ရုံပါပဲ အေးအဲ့ပတ်ဝန်းကျင်ကိတ်ပြီစီကွာငါဂီယူမဆိုင်ဘူးကွာပြောချင်တယ်လို့ပြောမြင်ချင်လို့မြင်ထင်ချင်လို့ထင်ကွာငါစေတနာကိုစော်ကားတဲ့ပတ်ဝန်းကျင်အဲ့ဘက်ဆက်ကိုဖျဲပြီးအဲ့ရှောင်းကိုဟိုက်ခါတစ်ခုတ်ပြပြင်မှာ အေးဒါကတော့ခမရအပိုင်းပဲလေကျုပ်တို့ကနောက်ဖြစ်လာမပြဿနာတို့ခမရကိုပြောပြရပဲရှိတာ ဟဲ့ဘာမှမင်းကောက်ပြောစမ်းမလို့ဘူးနော်မင်းတို့စားသက်ရှိရစားတောက်ဆက်ရှိရတောက် ခုလိုကိုငရဲငါ့အပေါ်မှာညီမလေးတယောက်လိုစောင့်ရှောက်နေတာကို
ပတ်ဝန်းကျင်ကဘလို့နေကြမလဲကိုငရဲနဲ့ငါဘာမှတွေးတော့သားဆက်တာလည်းမဟုတ်ဘူးတင်တဲ့အိမ်ကြီးမှာဒီစိမ်းမင်းကလေးတစ်ယောက်နဲ့ဒီစိမ်းယောက်ျားလေးတစ်ယောက်အတူရှိနေတာပတ်ဝန်းကျင်ကဘလို့နေမလဲဘလို့ပြောကြမလဲငါတို့ကဘလို့ပဲဖြူစင်အောင်နေလို့ပတ်ဝန်းကျင်ကကဲ့ရဲ့မှာပဲငါဘာလုပ်ရမလဲလူရဲ့ပါဇက်ကအပုံနဲ့ထွက်မလာခင်မှာငါစင်ကျင်မရမယ်